ကောင်းထိတ်ကလေးတော့နည်းနည်းမြင်ရ Irresistible with your vintage layers on you. I know we'll be alright in the fall. Got my lipstick on your. Good morning from Borneo ဒီနေ့တီရီက pouring ဆိုတဲ့နေရာလေးကိုရောက်နေတာပေါ့နော်။ကြတော့မနေ့ကနေပြီးတော့ KK ကနေပြီးတော့ကားငှားပြီးတော့တီရီအမှန်ကဆိုင်ကငှားကျင်တာအတိုင်းပဲဆိုင်ကရကြတော့သူကမလေးရှားနည်းနည်းစီကန်းချက်တယ်လို့ပြောရမှာပေါ့နော်။ဆိုင်က international license ကိုဆိုင်က license မဟုတ်လို့ပေါ့နော်။ကား license ပဲဖြစ်နေလို့ဆိုပြီးတော့တီရီတို့ပေးမငှားဘူးဆိုင်ကအဲ့ဒါကြောင့်ကားငှားလိုက်ရတယ်ပေါ့နော်။ဈေးတော့လည်းနည်းပူများသွားတယ်ဒါပေမဲ့အဲ့ကားငှားလိုက်တာလည်းပိုကောင်းမှုဖြစ်သွားတယ်ဘာလို့လဲဆိုတော့ဒီဘက်ရောက်တော့မိုးရွာတယ်မိုးရွာတော့အေးတယ်ပေါ့နော်ဆိုင်ကနဲ့ဆိုနေမကဟိုဘက်မှာအရန်ပူတယ်ဒီဘက်ရောက်တော့အေးတယ်ဆိုတော့နေမကောင်းနေပါဖြစ်နိုင်တယ်ကားနဲ့ဆိုပိုအဆင်ပြေသွားတာပေါ့နော်အာနဲ့မောင်းလိုက်နဲ့တီးတော့အမှန်တကယ်တော့ခုနဆန်ဘက်မှာအိတ်မယ်အိတ်ပြီးလို့ရှိရင်ကင်နာဘာလူတောင်ကြည့်ကျင်တာဒီကဒီပေါ်နီယိုကျွန်းရဲ့အမြင့်ဆုံးတောင်မလေးရှားနိုင်ငံရဲ့အမြင့်ဆုံးတောင်လို့လည်းပြောလို့ရတယ်ပေါ့နော်ပြောဒီပေါ်နီယိုကျွန်းမှာအမြင့်ဆုံးတောင်ဖြစ်တဲ့ကင်နာဘာလူပုံမှန်ဆိုဒီနားမှာမြင်နေရမှာပေါ့နော်သူ့ကိုကြည့်ဖို့အတွက်ထွက်လာခဲ့တာဒါပေမဲ့မမြင်အောင်ပေါ့နော်ပြီးတော့ကိုကကြတော့မိုးရသည်အကုန်ကာစာလေးဖြစ်နေတော့မိုးကရွာနေသေးတယ်အနေသေးတော့မမြင်အောင်ပြီးတော့အားရှိအောင်ပြောဒီကိုရောက်နေတဲ့နှစ်ယောက်ကလည်းပြောရပေါ့နော်သူတို့ရောက်နေရဆို3ရက်ရှိပြီခုထိမမြင်ရသေးဘူးပေါ့နော်အဲ့ဒါကြောင့်ဒီလိုလည်းမြင်ရဖို့ရှိတော့ဦးထင်ပါတယ်ပေါ့နော်ဒီကူကတော့ပိုးရင်းမှာ home stay လေးတစ်ခုမှရောက်နေပါတယ်မင်းညရောက်တာရမ်းချစ်ဖို့ကောင်းတယ်သူတို့မိသားစုလေးอ่ะပေါ့နော်ဒါကတော့သူတို့ရဲ့ပေါ်တက်ကလေးမှာဒီရခဏချေးနေရပါအခုပြီးရင်တော့ဒီတို့ hot spring ရှိရဘက်ကိုခဏသွားမယ်ပေါ့နော်နှစ်ရက်ထွက်လာခဲ့တာနှစ်ရက်ကားခန့်လာခဲ့ရဒါပေမဲ့မတွေ့ရဖို့တော့များတယ်ကြတာပါသူကဒီအခြေလေးရဆိုရင်ပေါ့နော်အဲ့တော့နောက်တစ်ခေါက်ပေါ့breakfast Eat more. yeah If you finish it, it's okay. breakfast မှာတော့ချန်နေခုထားတဲ့ marberries they have chicken here ayam okay dari kusame what the hellကင်နာဘာလူကိုကြည့်ကျင်လို့ကားကိုစီးကြည့်ပြီးငှားလာတယ်မမ်ကင်နာဘာလူပြောနေလမ်းတော့မမြင်ရတော့ဟဲလောဆယ် hot spring မတော့ခဲ့မနော်ကဘာပေါ်မှာအကြီးဆုံးပန်းပွင့်ဖြစ်တဲ့ Raffles စီရပန်းကိုရင်သွားရှာမှာဖြစ်ပါအဲသူတို့ပြောရတော့ဒီမှာတပွင့်ကြံသေးရပေါ့နော်ပွင့်တဲ့ဟာရှိသေးရပေါ့စီစဉ်တော့မဟုတ်ဘူးဒါပြင်မဲ့တွေ့ရနိုင်ချရှိတယ်လို့ပြောရတဲ့အတွက်အဲ့ဒီသွားရှာမှာပဲဖြစ်ပါတယ်ဟာတော့ဝင်သွားကြည့်ရအောင်ဒီလည်းပထမဆူမာထရာမှာတော့ကတွေ့ကိုကြိုးစားသေးရဒါပေမဲ့အဲ့တော့လည်းစီစဉ်မဟုတ်လို့မမြင်ခဲ့ရဘူးပေါ့နော်အခုတွေ့ရမယ်ဆိုရင်ဒါပထမဆုံးအချိန်ဖြစ်မှာဖြစ်ပါတယ်โอเคကြည့်ကြရအောင်ပန်းကြည့်ဖို့တယောက်ကို30ပေးရတယ်30ဆို3000ကျော်စီကြည့်တယ်Oh my god. Oh, there's another one over there. It's not blooming yet. Wow. Wow, my Jesus, bamboo. ဒါမဲ့သူ့ရဲ့အနံ့ကတော့ရမ်းပြင်းနေပေါ့နော်နံ့နေမဒီမှာတပွင့်ပဲရှိတယ်ဒီတပွင့်တော့30 ringgit ပေးရပါတော့ဟိုဘက်မှာနောက်တပွင့်မှတ်ထင်တယ်ပြီးတော့ဒီဘက်မှာဆိုပွင့်ပြီးသားအပွင့်ရဲ့ဥစားမြင်ရပါတော့ Wow တပတ်ပဲခံထားရတခါပွင့် နောက်တစ်ခုကဒီမှာနောက်တစ်ပတ်လောက်နေပွင့်မယ်တဲ့ 2 to 5 years. Parasitics inside the liana, and after 2, yeah, the big size like the basketball, they need to spread it out more around 9 to 15 months. Yeah, still need around 9 to 15 months. So it's very long. ဒါဆိုဖူးလေးပဲရှိသေးတယ် Wow so amazing
သူကအဲ့နဲ့ရမ်းနာအောင်သူရဲ့တဘာဝတရားဖြစ်တည်ထားတာသူကချင်းကောင်းတွေကို Red wine, you see the tazo. ဆွဲဆောင်နိုင်အောင်လို့အဲ့ဒါမှသူဝတ်မှုံကူးလို့ရမှာတဲ့ချင်းကောင်းတွေအထက်မှာ Stigma, detract stigma from the scientific end. ရဲ့30တန်းနေချပတ်စံ30တန်းအနောက်ကျောမှာပါတယ်ပေါ့နော်အဲ့ပန်းပွင့်ကိုကတော့နောက်ထပ်တစ်နေရာ fish spa ကိုရောက်နေပါတယ်ဒါပေမဲ့ဟိုမှန်လောင်းနေမှာထည့်ပြီးတော့ချက်လောက်ထည့်ရတယ်ထိုင်းမှာတွေ့နေကြ fish spa လို့တော့မဟုတ်ဘူးဒါတဘာဝထဲမှာစိန်ရမယ် fish spa ပေါ့နော်ဒီမြစ်ထဲမှာစိန်ရမှာပါ look at this ငါးတွေအများကြီးပဲ wow အသေးတော့ရပါကောင်းတယ် okay မြင်လာတဲ့နားကိုအရန်ကတ်လာမလေးငါးကြီးအကြီးရပဲဟိုငါးလေးတွေက fish spa ငါးလေးတွေကတတိလေးဒီငါးကြီးကစလောက်တစ်ခုလုံးတော့မျိုးချနိုင်လောက်တယ်အမလေးညာရွယ်အကြီးကောင်တွေကအစာလာတောင်းစားကြဒီတသေးလေးတွေက message ပေါ့နော်ကောင်လေးတွေကတော်သေးရဲ့အကြီးတွေပါကင်6လောက်တွေပါအနားကြီးဖြစ်ကုန်အကြီးတွေကမစားဘူးတသေးလေးအာရတယ်ဘလောက်တောင်ကျင်နေလဲဆိုတော့ကင်လို့အောင်ရနည်းနည်းလေးအခွင့်အရေးရနဲ့အာရှောက်ခါစားတော့ကတော့သူတို့ကြောက်တယ်အခုတော့သူတို့နဲ့ထိတွေ့ရများတော့တငယ်ချင်းလေးလိုလောင်းဖြစ်သွား Okay bye bye အင်ဒိုနီးရှားမှာမလေးရှားမှာအကြောင်းလေးတွေအကုန်လုံးမိလီရဲ့လို့လေ Hello 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 ချစ်စရာနေချာလီကြာနာပဲခွန်ဒါဆမ်ဘက်ကိုပြန်မောင်းလာပါတော့ပြန်မောင်းလာရင်ပုံမှန်ဆိုဒီနားမှာကင်နာဘာလူတောင်ကြီးမြင်နေရမှာပေါ့နော်အမြင့်ဆုံးတောင်မီတာ4000ကျော်ရပေါ့နော်အခုကြာတော့မှကျုံမိုးတွေရွာထားပြီးတော့မြူတွေပဲဘာမှမမြင်ရကမကောင်းပေါ့ကွယ်နောက်တစ်ခေါက်ပေါ့ Oh my god Look at this တောင်ထိပ်ကလေးတော့နည်းနည်းမြင်ရတယ် Wow ဒီမှာခဏပဲပေါ်မယ်ထင်တယ်သူတောင်ထိပ်ကလေးတော့ဒီမှာမြင်နေရတယ်နည်းနည်းပြီးတော့ညူရီယာဆိုင်နေရဆိုပြန်ဝင်လာမှထင်တယ်တော်တော်လှပဲ Wow Drop top when we want kind of summer. Throw bags on the trunk and we're gonna drive up to the edge of the cliff. Light a fire with your friends, kiss dead. I can play your favorite song, how you love it. ဒါလေးကအရန်လာရပေါ့နော်တဖြည်းဖြည်းနဲ့ဒီမှာတိတ်နေနည်းနည်းရွေ့သွားတော့ကင်နာဘာလူရဲ့စနစ်ကိုမြင်ရတယ်ပေါ့နော်ဒီကကားလမ်းဘေးမှာဆိုတော့နည်းနည်းတော့အတန်နေဆူညံ့နေပါတယ်အရန်လာတယ်အဲ့လိုပဲမောင်ကာရင်ချီတော့ကလည်းဆူမာထရာကျွန်းမှာတည်လို့ပြန်တော့မယ်ပေါ့နော်9ရက်လောက်ဆောင်ပြီးတော့မမြင်ရဘူးပြန်တော့မယ်လို့လုပ်တဲ့နောက်ဆုံးရက်မှာမှမြင်ရတယ်ပေါ့နော်တောင်ထိပ်ကိုအခုလည်းဒီလိုပဲမနေ့ပြန်တည်လို့ပြန်တော့မှဒီညနေအောင်တော်တော်ညနေဆောင်နေအခု4နာရီလောက်ရှိနေပြီပေါ့နော်မမြင်ရတော့ဘူးလက်လျှော့ပြီးတော့မှဝက်သားချက်ချင်းပြောင်းသွားတာပေါ့နော်အဲ့ဒါနဲ့တောင်ထိပ်ကိုမြင်ရပါတယ်ဒီတောင်ရဲ့အမြင့်ပေကတော့13000ကျော်ရှိရပေါ့နော်မလေးရှားရဲ့အမြင့်ဆုံးတောင်လည်းဖြစ်တယ်ပြီးတော့ဘော်နီယိုကျွန်းရဲ့အမြင့်ဆုံးတောင်လည်းဖြစ်ပါတယ်ဒီကအရန်သူကနာမည်ကြီးတာကြောင့်သူရဲ့ biodiversity ပေါ့နော်ပြီးတော့ဒီကတောင်တက်ဖို့အတွက်ကျတော့အရန်ပတ်စံမကုန်ဘူးပြီးတော့ဒီမှာ2ရက်လောက်တက်ရင်ကိုဒီတောင် summit ကိုတက်လို့ရတယ်ပေါ့နော်ဘာဖြစ်လို့လဲဆိုတော့သူတို့လမ်းကြောင်းတွေတေချာလုတ်ထားပြီးသားဖြစ်လို့ဒါပေမဲ့ပြဿနာကကြတော့ဒီတောင်က
မလေးရှားရဲ့အမြင့်ဆုံးတောင်ဖြစ်တာအကြောင်းတက်တဲ့သူများတယ်အဲဒါကြောင့်ပါမစ်ကိုအနည်းဆုံး3လကနေ6လကြိုတင်ရတယ်ပေါ့နော်အဲဒါကြောင့်တက်မယ်ဆိုရင်တက်လို့ရတယ်ဒါပေမဲ့တီးတို့ကြတော့ပါမစ်ရဖို့နည်းနည်းခက်သွားပြီပေါ့နော်အဲဒါဒီတစ်ခေါက်တော့မတက်တော့ဘူးနောက်တစ်ခေါက်လာဖြစ်ရင်တော့တက်ဖို့ကြိုးစားကြည့်မယ်ပေါ့နော်โอเคဒီနေ့တော့အရန်ပျော်သွားပြီပေါ့နော်အရန်လည်းလှရဲဒီနေရာလေးမှတ်ကြည့်လိုက်7 မိနစ်လောက်ပဲမြင်လိုက်ရတယ်အခုချက်ချင်းပြတ်ပြီးတော့မြူတွေဆိုင်သွားပြီပေါ့နော်တကယ်ကန်ကောင်းသွားတယ်7 မိနစ်လောက်လေးတော့မြင်လိုက်ရနော်အခန်းလေးကိုဧည့်သည်ရောက်နေပါတယ်ဧည့်သည်ကတော့မဟုတ်လားတောင်းစားဖြစ်ပါတယ်ဒီမှာချစ်စရာလေးချစ်စရာလေး With your vintage layers on, yeah, I know we'll be alright in the fall. Got my lipstick on your sleeve and the stain won't ever leave, yeah, I know we'll be alright. Hello good morning ဒါကတော့ဒီမနက်ကေကေကိုအပြန်မြင်ရတဲ့ကင်နာဘာလူရဲ့ရှုခင်းပဲဖြစ်ပါတယ်ဒီနေ့တော့နည်းနည်းရာသီဥတုကကြည်ရပေါ့နော်ကြည်တော့ဒီဘက်ထောင်ထိပ်ကိုနည်းနည်းမြင်နေရတယ်โอเคအခုကတော့ဒီတို့ဒီမှာ2ညအိတ်3ရက်လဲပြီးသွားပြီဆိုတော့ဒီအပိုင်းမှာလဲပြီးသွားပြီဆိုတော့နောက်ထပ်တနေရာအောင်ညကြရင် night bus နဲ့သွားမှာဖြစ်ပါတယ်အခုကတော့ကေကေကိုပြန်လိုက်ပါဦးမယ်အားလုံးပဲနောက်ထပ်ဘလော့ကြမှာပြန်တွေ့မယ် bye bye